ရိုက်တယ်ကျွန်တော်ရိုက်တယ်ဟိုရိုက်အောင်လည်းမဟုတ်ကျွန်တော်တခါတည်းလိုက်ပါတွန်းထားတယ်အဲ့ဒီလင်ငယ်နေတဲ့ဟာကိုကျွန်တော်ရိုက်ထားတယ်လိုက်ပါထားတယ်မပိုက်ဘူးနေပါစားပိတ်တာဟမ်နေရလီလို့ဒီလိုဂျုံကြမှာရှင်းဂျုံကြမှာရှင်းကိုရိုက်တာလေယူလားဂျာကျွန်တော်လိုက်ပါတခါတည်းတွန်းထားတာအမေဖြူတွေတော့တက်လာပြီကိုရေဖြူတွေတော့တက်လာပြီအေးရဘာလက်လွန်တာလဲကိုရိုက်တာရိုက်လေကျွန်တော်လိုက်ချကြည်စမ်းပါဗျာဩကျွန်တော်လိုက်လွှတ်ထားတယ်ဟမ်နင်လုံးရက်တယ်ဟာခင်ဗျကြည်ဒီရုပ်ကိုကြည်ကျွန်တော်လိုမျက်နှာမျိုးကိုပြစ်ပြီးတော့ဒီလိုစောက်ခွက်မျိုးဗျာလင်းငယ်နေတယ်တဲ့ကျွန်တော်အဲ့ဒါကိုမခံမရဖြစ်နေတာနင်လုံးရက်တယ်ဟမ်ပြောနေတာလေဘာလို့ပြောနေရမှာလဲနင်လင်းငယ်နေတဲ့ကိစ္စကိုပြောနေတာဟဲ့အောင်လားနင်တို့ရုံးပါရှင်းရုံးပါရှင်းအဲ့ဒါဘာဖြစ်နေရလဲမဟုတ်ဟာဘာလို့လဲမမင်းနဲ့ငါဒီရက်ကွက်က အုပ်ချုပ်ရင်းဟောခင်ဗျအုပ်ကြီးလားဟုတ်တယ်အုပ်ကြီးအဲ့ဒါဆိုရုံးသွားကြမလို့တော့ဘူးကျေးဇူးတင်ပါတယ်အုပ်ကြီးကဒါကျွန်တော်မိန်းမပါဟုတ်ဒါဒီသူ့ရဲ့လင်းငယ်ကျွန်တော်ပြစ်ပြီးဒီကောင်ကိုယူသွားတာဒီကောင်လင်းငယ်နေတယ်ဗျလင်းငယ်မြင်ငယ်ကိစ္စအဲ့ကြောင့်မလို့ခင်ဗျရှင်းမေးလင်းငယ်မြင်ငယ်နေတဲ့ကိစ္စဟုတ်ကဲ့မှတ်တယ်တင်ခင်ဗျတရားဆွဲလို့ရတယ်တရားဆွဲမှာပါတရားဆွဲလို့ရတယ်ဘယ်နဲ့ဗျာဒီကိုကူညီလို့ပေါ့ဗျာကျွန်တော်ပေါ်မှာသူတော်ကောင်းတယောက်လိုပဲကိုစီကိုစားကိုစီကိုစိုက်ပြီးတရက်ကွက်လုံးကျွန်တော်နဲ့အောင်အဲ့ဘေးရွက်နဲ့လိုက်ချပေးတာသူတော်ကောင်းပေါ့မှတ်တမ်းတင်ပြီးပါဗီဒီယိုလိုက်ပါကျွန်တော်လွှင့်ထားတယ်ဟောကျေးဇူးတင်ပါတယ်ကိုကလိုက်လွှင့်နေပေါင်းအုပ်ကြီးရဲ့မဟုတ်ပါဘူးသူနဲ့ကျမကလင်မယားဆိုတာဟုတ်တယ်ဒါပေမဲ့အခုလင်မယားမဟုတ်တော့ဘူးသူနဲ့ကျမနဲ့ကွာလာတာလေ6လလောက်ရှိနေပြီသူနဲ့ကျမနဲ့ကစာချုပ်နဲ့အတူတရားဝင်ကွာရှင်းထားတာလက်မှတ်ထိုးပြီးကွာရှင်းထားတာပါအဲ့စာချုပ်လေကျမရှင်မှာရှိပါတယ်ဟောအဲ့ဒါဆိုရင်ဟိုစာချုပ်စာတမ်းနဲ့ရုံးနေမှာကွာထားတာဟုတ်တာသိကြလားကျွန်တော်တို့တရားရုံးမှာကွာရှင်းပေးပြီးသားပါဗျာဟောတရားရုံးမှာကွာရှင်းရတယ်အဲ့ကိစ္စရှိဘူးဟုတ်ခင်ဗျားဘာလုပ်နေလဲဟုတ်ကျွန်တော်ဒီမရင်ငယ်လင်ငယ်ကိစ္စကိုကျွန်တော်လိုက်လွှင့်ပြီးတော့အခုလွှင့်နေတာခင်ဗျားလိုက်ချတာခင်ဗျားလိုက်ခုချဘျူးတွေတက်ပြီးမှလိုက်ကချရတယ်ဗျာဩဟဲ့လူဟိုခင်ဗျားကျွန်တော်အကူကြီးတောင်းတော့သူတို့နှစ်ယောက်စီကအကျွေးရစရာရှိလို့ဆိုဟုတ်တယ်လေဗျာကျွန်တော်ဘောကိုပြတ်အောင်လုပ်သွားတာအကျွေးဘောဗျာဒါတစ္ဆာအကျွေးအဲ့ဒါရတယ်ဗျာဘယ်အကျွေးပဲဖြစ်ဒီမရင်ငယ်လင်ငယ်ကိစ္စဟဲ့လို့လိုက်လွှင့်လိုက်ရတော့ကျွန်တော်ကျင်တတ်တယ်ဗျာဟဲ့လေကျေးဇူးတင်ပါတယ်ဗျာရတယ်ဒီမရင်ငယ်လင်ငယ်ကိစ္စဟုတ်လို့လိုက်လွှင့်လိုက်ရတော့ကျွန်တော်ကျင်တတ်တာကဲအဲ့ဒါဆိုခင်ဗျားတို့နှစ်ယောက်လုံးခဏနေဦးနော်ကျုပ်တခုပြောမယ်ခင်ဗျားကတရားဝင်ကွာရှင်းလာတာဖြစ်သည့်အတွက်ကြောင့်ခင်ဗျားကသူ့တရားဆွဲလို့မရဘူးတရားဝင်ကွာရှင်းလာတာဖြစ်သည့်အတွက်ကြောင့်တရားပေါင်မဝင်တော့ဘူးလေဗျာကွဲပြီးမှသူကဒီယောက်ျားကိုယူလာလေဗျာဒီတရားဆွဲမယ်ဆိုရင်တော့ငါညီဘက်ကဆွဲလို့မရဘူးငါညမဘက်ကတရားဆွဲမယ်ဆိုရင်ပြန်ဆွဲလို့ရတယ်ဗျာနော်တရားဆွဲလို့ရတယ်ရတာဗောပိုင်နဲ့ကျူးလွန်မှုကိုဒီလျောက်စော်ကားမှုအခုလိုလိုက်လွှင့်တာဖြစ်သည့်အတွက်ကြောင့်ဂုံတိတ်ခါညှိုးနွမ်းမှုအဲ့ဒီဟာတွေနဲ့တရားပြန်ဆွဲလို့ရတယ်တရားဆွဲလို့ရတယ်ဗောရတာဗောတောင်းပါလေရတယ်ကျမရှင်းကိုစိတ်တည်းမရှိဘူးကျမတရားဆွဲနေတာသူ့ဗျာဟိုကျွန်တော်နဲ့မဆိုင်ဘူးလေသူကူညီတော့လို့ကျွန်တော်လိုက်ကူညီပေးတာပါအေးဟုတ်တယ်ရှင်း